အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်မောင်မြတ်ပါကျွန်တော် LUBC မှာ BBA ရေးတူတက်နေပါတယ်ကျွန်တော်ကfoundation ကိုမြန်မာနိုင်ငံမှာတက်ခဲ့ပြီးကျွန်တော် first year မှာဒီ Bangkok campus ကိုရောက်ခဲ့ပါတယ်ကျွန်တော် first year ကကျွန်တော် IT internship လုပ်ခဲ့ပြီးsecond year ကျတော့ procurement department exercise မှာလုပ်နေပါတယ်ကျွန်တော် first year IT ပါလုပ်ခဲ့တော့ကျွန်တော် server management တွေလုပ်ခဲ့ရတယ် class attendance တွေmanagement တွေလုပ်ခဲ့ရတယ်ပြီးရင်ဒီ event management ပိုင်းဆိုင်ရာဆိုလဲကျွန်တော် Gmail ပို့ခဲ့ရပြီးကျွန်တော်အဲ့လိုပွဲကြီးတက်ခဲ့ရတယ်ပေါ့ပွဲကြီးဆင်ခဲ့ပေးရတယ်ပေါ့ဟုတ်အခုကျွန်တော် second year ကလုပ်နေတဲ့ procurement department ကြတော့ကျွန်တော်တစ်ကြောင်းလုံးရဲ့ inventory ကိုကောက်ရတယ် inventory control လုပ်ရတယ်ပြီးတော့ဆရာမရဲ့ request form တွေတင်လာကျွန်တော်ပြင်ပေးပြီးတော့ distribute ပေးရတယ်ပေါ့ဟုတ်ပြီးတော့အကုန်လုံးပြီးသွားရင်ကျွန်တော်စာရွက်ထဲမှာ budget ပြန်ဆွဲပြီးတော့data ရပြန်ထည့်ပေးရတယ်ကျွန်တော်အခုလုပ်နေတဲ့ department procurement department မှာကြာတော့ကျွန်တော်နိုင်20ကျော်ရဲ့အတွက်ကျွန်တော်တစ်ပတ်မှာ allowance ကိုဘတ်2000ရပါတယ်အဲ့ဒါအပြင်ကျွန်တော်ကျောင်းကမနက်စာနေ့လယ်စာ provide ပေးပါတယ်ကျွန်တော်အခုကျောင်းတက်ရင် internship လုပ်တဲ့အတွက်ကျွန်တော်လူတွေအများကြီးနဲ့ဆက်ဆံရတယ်ကျွန်တော် communication တက်လာတယ်မှန်မှလုပ်တဲ့အတွက် inventory control stock control အဲ့ဒါလည်း experience ရတယ်လို့ကျွန်တော် IT နဲ့ဒီ procurement မှာလုပ်တဲ့အတွက်ကျွန်တော် event management skill လည်းအရင်တက်လာတယ်ပေါ့ event တွေအများကြီးအခုဆိုလုပ်ပူသွားပြီပေါ့ဟုတ်ကျွန်တော်အခုကျောင်းလက်တဲ့ internship လည်းလုပ်ဆိုတော့ကျွန်တော်ကျောင်းပြရနဲ့လုပ်ငန်းဝင်မှု ready ဖြစ်တဲ့အတွက်ကျွန်တော်ဒီ internship ကို satisfy ဖြစ်ပါတယ်